မြန်မာပြည်ပတိုင်းသားညီကိုမောင်နှမများအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သလိုက်ပါတယ်။ကြောက်ပြူတိုက်ပွဲအတွင်းစစ်ကောင်စီကို ALP တပ်ဖွဲ့ဝင်တွေကစစ်ဖက်ရေးရာနဲ့ထောက်ပို့ရေးလမ်းကြောင်းတွေမှာကူညီပေးနေတယ်ဆိုတဲ့သတင်းဆောင်ပါနဲ့အတူဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလက်ရှိစစ်ဦးစီးချုပ်ကနေပြီးယူနွတ်အစိုးရကိုရခိုင်ပြည်ကူညီမဲ့စီမံကိန်းမှာသဘောမတူဘူးဆိုပြီးပြောကြားလိုက်တယ်ဆိုတဲ့သတင်းဆောင်ပါတွေကိုကျွန်တော်အနေနဲ့ဖိုက်ချူမျှဝေတင်ဆက်တော့မှာဖြစ်ပါတယ်။ဆိုတော့ရခိုင်ပြည်ကြောက်ဖြူမျိုးနယ်အတွင်းဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေအတွင်းမှာရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာစစ်ကောင်စီကိုစစ်ဖက်ရေးရာနဲ့ထောက်ပို့လမ်းကြောင်းတွေမှာပါဝင်ကူညီပေးနေတယ်လို့သတင်းတွေထွက်ပေါ်နေတယ်လို့သိနေရပါတယ်။ကြောက်ဖြူမျိုးနယ်မှာလက်ရှိအာရခတပ်တော် AA နဲ့စစ်ကောင်စီတို့ဖြစ်ပေါ်နေတဲ့တိုက်ပွဲအတွင်း ALP တပ်ဖွဲ့ဝင်အချို့ဟာစစ်ဖက်ရေးရာအပါအဝင်ထောက်ပို့ရေးလမ်းကြောင်းစသဖြင့်စစ်ကောင်စီကိုအထောက်အကူပြုနေတယ်လို့အမည်မဖော်လို့သူကြောက်ဖြူဒေသခံတအူကပြောဆိုထားတာဖြစ်ပါတယ်။ကြောက်ဖြူမျိုးထဲမှာဆိုရင် ALP ကစစ်ကောင်စီဝန်ထမ်းအယောင်ဆောင်ပြီးစစ်ကောင်စီနဲ့နှိစက်တဲ့ဒေသခံအချို့နဲ့ပေါင်းပြီးတော့မြို့ခံတွေနဲ့ပေါင်းပြီး AA သတင်းအချက်အလက်တွေကိုစုံစမ်းပေးနေတာတွေစစ်ဖက်ရေးရာမြေပြင်မှာအထောက်အကူတွေလုံနေတာတွေတချို့လေးတွင်းနေရပါတယ်လို့ဆက်လက်ပြီးတော့ပြောကြပါတယ်။ဒါပြင် ALP တပ်ဖွဲ့ဝင်တွေဟာစစ်တွေနဲ့ကြောက်ဖြူတို့ကိုနေပြည်တော်ကအတော့အလာရှိနေတယ်လို့ကြောက်ဖြူဒေသခံအမျိုးသားတယောက်ကပြောဆိုထားတာလေးဖြစ်ပါတယ်။ကြောက်ဖြူနဲ့စစ်တွေကို ALP တပ်ဖွဲ့ဝင်တွေအတော့အလာရှိနေပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူအတော့အလာအတူလာလှုပ်ရှားနေတာတွေကိုတွေးနေရပါတယ်လို့ပြောဆိုထားတာလေးဖြစ်ပါတယ်။ဒီအကြောင်းရင်းကို ALP ဥက္ကဋ္ဌစောမြရာဇာလင်းကြောက်ဖြူတိုက်ပွဲကိုရခိုင်ပြည်လွတ်မြောက်ရေးပါတီတမြတ်တော်ကတော်လည်းမတော်ဘူးတော်ဖို့စံတာလေးနှမ်းတစေးများမချီဘူးဆိုပြီးနောင်လေးမတော်ပါဘူးဆိုပြီးတော့စစ်ကောင်စီနဲ့ငါတို့လက်တွေ့တာမချီပါဘူးဆိုပြီးညှင်းဆိုထားတာလေးဖြစ်ပါတယ်ဒီတော့စစ်ကောင်စီရဲ့သတင်းစည်ရဲလှုပ်ရှားမှုအနေချင်းလေးပြောပါမယ်ကြောက်ဖြူကတရုတ်ဆက်ရုံကိုအကာအကွယ်ယူပြီးတော့စစ်ကောင်စီဘက်ကအင်အား400ကျော်ကိုထပ်ပြီးတော့ဖြစ်တင်ထားတယ်ဆိုတဲ့သတင်းဆောင်ပါကိုဖတ်ရှုမျှဝေပါမယ်ရခိုင်ပြည်ကြောက်ဖြူမျိုးနယ်ထဲမှာကြီးနေတဲ့တရုတ်တဘာဝတန်ငွေတပ်စင်ဆက်ရုံ OGD ကိုအကာအကွယ်ယူပြီးတော့စစ်ကောင်စီဘက်ကစစ်အင်အား400ကျော်ထပ်မံဖြစ်တင်လိုက်တယ်ဆိုတဲ့သတင်းရရှိပါတယ် OGD ကိုအတူကောက်ခေါ်တဲ့ရွှေတဘာဝတန်ငွေတန်းစင်တူလှောင်ရေးဆက်ရုံကိုအကာအကွယ်ယူပြီးတော့အဲ့ဒီအနီးနားမှာရေတန်းနဲ့ကြီးတဲ့အင်အားပေါင်းပြီး400ကျော်ကိုမေလ22ရက်နေ့ကထပ်ပြီးတော့ဖြစ်လိုက်တယ်လို့သိနေရပါတယ်သူတို့နေရာယူထားတာကတရုတ်ဆက်ရုံ area တွေထဲမှာပဲဖြစ်နေတယ်အဲ့ဒီဆက်ရုံတွေကိုအကာအကွယ်ယူပြီးတော့ကာကင်းတွေကိုလည်းတီဆောင်းနေတယ်အင်အားအသစ်တွေကိုလည်းဖြစ်တင်နေတယ်အင်အားကတော်တော်ကိုများနေပါတယ်မနေ့ကညာဖက်ကဖြစ်တာလို့သိနေရတယ်ကြောက်ဖြူစည်ရဲတဲ့တဲ့အရင်မြစ်တူကပြောဆိုထားတာလည်းဖြစ်ပါတယ်ကြောက်ဖြူအခြေဆိုင်ဒညာဝတီရေတပ်စခန်းကရေတပ်အင်အား100ကျော်ခါမာရာ942ခါမာရာ943မှထုံနှုတ်အင်အား300ကျော်ကိုရေကြောင်းနဲ့လေကြောင်းကိုကောင်းကောင်းသုံးလို့ရနေတဲ့အတွက်သူတို့အင်အားတွေကိုလိုတလောက်ဖြည့်လို့ရနေတာဖြစ်ပါတယ်သူဒီတော့ဒေသခံတွေကသတင်းအရင်းမြစ်တွေကဒါကိုဆက်လက်ပြီးတော့ပြောဆိုတာပဲဖြစ်ပါတယ်စစ်ကောင်စီကလက်ရှိမှာအာရခတပ်တော်တင်ပိုက်ထားတဲ့ထိန်းချုပ်ထားတဲ့နေရာတွေကိုနေပြီးဒရုန်းနဲ့ဂျက်ပိုက်တာတွေနဲ့ပါကူညီပြီးတော့ပြစ်ပေးနေတာတွေလို့သိရတယ်မေလ19ရက်နေ့ကကြောက်ဖြူမြို့မင်းသားတောင်နဲ့စမှုလာမှုတင်တန်းကျောင်းကိုအာရခတပ်တော်ကတင်ပိုက်ထားတာလေးဖြစ်ပါတယ်ဆိုတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့တည်အတူလေးကိုကျွန်တော်အနေနဲ့ဖတ်ချူမျှဝေတင်ဆက်ပါမယ်ရခိုင်ကိုအကူအညီပေးရေးစီမံကိန်းမထောက်ခံဘူးဘင်္ဂလားဒေ့ရှ်ဦးစီးချုပ်ကယူနွတ်အစိုးရကိုတည်ပေးလိုက်တယ်ကုလသမဂ္ဂရဲ့တောင်းဆိုချက်အရရခိုင်ပြည်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတဆင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်နိုင်ရေးစင်ကြံလန်းစီမံကိန်းတစ်ခုကိုစတင်ရန်ယူနွတ်အစိုးရကမူအားဖြင့်သဘောတူထားတယ်သို့တော့ရခိုင်ကိုအကူအညီပေးမဲ့စင်ကြံစီမံကိန်းသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိခိုက်စေသည့်အတွက်ထောက်ခံသဘောတူမှာမဟုတ်ကြောင်းဘင်္ဂလားဒေ့ရှ်စစ်တပ်အကြီးအကဲစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဇာမန်ကပြင်းပြင်းထန်ထန်တတိပေးထားတာလေးဖြစ်ပါတယ်ရခိုင်ကိုအကူအညီပေးရေးစီမံကိန်းကသွေးစွမ်းလေးစင်ကြံလန်းဖြစ်နေတယ်ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါစေမဲ့ဘေးလုံးရမျိုးကိုမှပါဝင်မှာမဟုတ်ဘူးအဲ့ဒီလိုလုပ်ဖို့အတွက်လေးသဘောတူခွင့်ရမှာမဟုတ်ပါဘူးဟုမေလ22ရက်နေ့ကဗိုလ်ချုပ်ဇာမန်ကယူနန်အစိုးရအဖွဲ့ကိုတတိပေးထားခြင်းဖြစ်ပါတယ်မန်လာအတွင်းကဘင်္ဂလားဒေ့ရှ်သို့ရောက်ရှိလာခဲ့တဲ့ကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်မစ္စတာဂူဒါရက်ကြီးစဉ်မှာလေရခိုင်ပြည်ကမွတ်စလင်များအပါအဝင်စစ်ဘေးရှောင်ပြည်သူများလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ
ပေးအပ်နိုင်ရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတဆင့်အကူအညီပေးရေးလမ်းကြောင်းစင်ကြံတစ်ခုဖန်တီးပေးရန်တောင်းဆိုခဲ့တာလည်းဖြစ်တယ်။ရင်းနောက်ယူနန်အစိုးရဦးဆောင်သောဘင်္ဂလားဒေ့ရှ်၏လက်ရှိယာယီအစိုးရအဖွဲ့နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးမစ္စတာဟူစိန်ကလည်းကုလသမဂ္ဂ၏တောင်းဆိုချက်အားမူအားဖြင့်သဘောတူသည်ဟုတဖက်သက်ထုတ်ဖော်ပြောကြားထားတာလည်းဖြစ်ပါတယ်။ရခိုင်ပြည်သို့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတဆင့်အကူအညီပေးရေးစင်ကြံလမ်းနှင့်ပတ်သက်ပြီးတော့လက်ရှိယူနန်အစိုးရအဖွဲ့၏အတိုက်အခံပါတီများကြားမှာသဘောထားများကွဲလွဲနေသည့်အပြင်ဘင်္ဂလားဒေ့ရှ်စစ်တပ်ကလည်းတရားဝင်ပြောဆိုတတိပေးလာခြင်းဖြစ်ပါတယ်။ယူနန်အစိုးရ၏အဖွဲ့သည်ဘင်္ဂလားဒေ့ရှ်ပြည်သူများမှရွေးကောက်တင်မြှောက်ထားသောအစိုးရအဖွဲ့မဟုတ်သောကြောင့်ရခိုင်ကိုကူညီပေးရေးစင်ကြံလမ်းနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ချနိုင်သည့်အထိအခွင့်အာဏာမရှိကြောင်းလည်းအတိုက်ခံပါတီများကဝေဖန်ပြောဆိုနေကြပါတယ်။ဘင်္ဂလားဒေ့ရှ်စစ်တပ်ကလက်ရှိအစိုးရအဖွဲ့အနေဖြင့်ပြည်လုံးကျွတ်ရွေးကောက်ပွဲအားမြန်မြန်ဆန်ဆန်ကျင်းပနိုင်ရေးကြိုးပမ်းသင့်ကြောင်းကိုလည်းတိုက်တွန်းပြီးပြောဆိုထားတာဖြစ်တဲ့စီးရဲဆောင်ရွက်ချက်များတွင်ပါဝင်ခြင်းမှရပ်တန့်ရန်လိုအပ်သည်ဟုတတိပေးထားတယ်။ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့်အတိုက်ခံပါတီများ၏ကန့်ကွက်မှုများအကြောင်းယူနန်အစိုးရအဖွဲ့သည်ရခိုင်ပြည်အားအကူအညီပေးရေးစီမံကိန်းကိုဆက်လက်အကောင့်ထဲပေါ်ရန်မဖြစ်နိုင်ကြောင်းဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းကတုံ့တက်ပြနေကြတယ်။သို့တော့လက်ရှိယူနန်ဦးဆောင်သောဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အနေဖြင့်ရခိုင်ပြည်သို့အကူအညီပေးရေးစင်ကြံလန်းစီမံကိန်းအားရပ်တန့်ခြင်းကိုတရားဝင်ထုတ်ပြန်ခြင်းတော့မရှိသေးပါဘူး။ယူနန်အစိုးရအဖွဲ့ပြောဆိုထားသည့်တခုမှရခိုင်ပြည်စင်ကြံလန်းစီမံကိန်းနဲ့ပတ်သက်ပြီးတော့တခြားသောပါတီဝင်များနဲ့တွေးဆောင်ဆွေးနွေးခြင်းများမပြုလုပ်ပဲလှုံ့ဆော်သောမည်မဟုတ်ကြောင်းလည်းပြောဆိုထားတာဖြစ်ပါတယ်။အတိုက်ခံပါတီများ၏ယူနန်၏ရခိုင်ပြည်ကူညီရေးစင်ကြံစီမံကိန်းမှာတရုတ်ကိုဖိအားပေးနိုင်ရန်အမေရိကန်၏နောက်ခံဖြင့်ကုလသမဂ္ဂအဖွဲ့မှတိုက်တွန်းနေခြင်းဖြစ်ကြောင်းလည်းဝေဖန်ထားကြပါတယ်။အာဏာသိမ်းစစ်ကောင်စီ၏ကန့်သတ်ပိတ်ဆို့မှုများကြောင့်နိုင်ငံတကာအဖွဲ့အစည်းများနှင့်ကုလသမဂ္ဂအဖွဲ့အစည်းများမှရခိုင်ပြည်သို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်နိုင်ခြင်းမရှိသည့်အတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတဆင့်အကူအညီပေးနိုင်ရေးကိုကုလသမဂ္ဂအဖွဲ့ကကြိုးပမ်းလာတာလည်းဖြစ်နိုင်တယ်။နိုင်ငံတကာကကုလအဖွဲ့၏အကူအညီများမရရှိခြင်းကြောင့်ရခိုင်ပြည်အတွင်းဒုက္ခတွေ6သိန်းကျော်မှာစားနပ်ရိက္ခာအမိုးအကာကျန်းမာရေးနှင့်တခြားသောစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအခက်အခဲများလည်းရှိနေကြောင်းရင်ဆိုင်ကြုံတွေ့နေရခြင်းလည်းဖြစ်ပါတယ်။ဆိုတော့ဒီနေ့ဖတ်ချူမျှဝေသွားတဲ့သတင်းဆောင်ပါလေးတွေကိုနည်းနည်းလေးထပ်ပြီးတော့သုံးသပ်ရအောင်။လက်ရှိမှာအာရခတပ်တော် AA ကရခိုင်ပြည်ထဲမှာပြန်လည်သိမ်းဆည်းဖို့ကြံနေတဲ့မြို့၃မြို့စစ်တွေကြောက်ဖြူမအောင်ဒီထဲမှာလက်ရှိတိုက်ပွဲပြင်းထန်နေတာကကြောက်ဖြူမှာတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုပေမဲ့လက်ရှိစစ်ကောင်စီကိုအမြင့်ဖြုတ်ဖို့အတွက်ဆိုတာကလက်ရှိတရုတ်ရဲ့စီမံကိန်းကွက်လေးတစ်ကွက်ရှိတယ်။တရုတ်ရဲ့စီမံကိန်းကွက်လေးတစ်ကွက်မှာဒီကောင်တွေကခိုကပ်ပြီးတော့အဲ့ဒါကိုသူရဲ့နေမြေအသုံးချမှုအတိုင်းဝင်ပြီးတော့အသုံးချနေတဲ့အနေအထားရှိတယ်။ဒီတော့ဒီဟာကိုရေရှည်စနစ်နဲ့တော့မလားရေတိုနဲ့ဖြတ်မလားဒါကိုကျွန်တော်တို့ကစောင့်ကြည့်ရမှာပဲဖြစ်တယ်။သတင်းတွေကနေ့စဉ်ရက်ဆက်မကွာအမြဲတမ်းတက်နေပေမဲ့လက်ရှိအခုပြောချင်တာက ALP လပွေအဖွဲ့ဒီလပွေအဖွဲ့ကနေပြီးတော့အခုစစ်ကောင်စီကိုကူညီနေတာမဟုတ်ပါဘူးဆိုပြီးဥက္ကဋ္ဌကတော့အသေးအကျေညှင်းဆိုနေတယ်။ဒါပေမဲ့ဒေတာခံတွေကပြောကြားချက်တွေကသတင်းဆောင်ပါတွေမကဘူးအပြင်ကဆိုရှယ်မီဒီယာပေါ်မှာလည်းထောက်ပြပြီးပြောဆိုနေကြတာတွေအများကြီးတွေ့ရတယ်။ဆိုတော့ကဟိုတနေ့ကဆိုရင်လေ ALP မှာဘာလောက်ကွက်မှမရှိဘူးဘာတိုက်ပွဲမှမရှိဘူးဒီအရာမှာယာထုတိုးမြင့်ပေးလိုက်တယ်။ဘာလို့လဲမိုင်းမရိုင်းပြောတာမဟုတ်ဘူးနော်ဖာတွေကအယက်သမားကိုယာထုပေးလိုက်တယ်လို့ကြီးဖြစ်မနေဘူးလားဟုတ်ပြီဒီတော့လက်ရှိငိမ့်ချရေးယူထားပါတယ်ဆိုပြီးစစ်တွေမျိုးကွက်လေးတစ်ကွက်မှာအာနာဇတ်တကွေသားနဲ့စစ်ကောင်စီရဲ့ဓာတ်တိုင်ဖြစ်နေတဲ့ဒီ ALP ကအခုကြောက်ဖြူမျိုးအတွက်ပါလာတယ်ဆိုတော့သူတို့ပြည်မေလန်ကဒီ၃မျိုးကုံသွားရင်မရှိတော့ဘူးပြက်ပြီဒီတော့ဘယ်ကိုပြစ်မလဲဒီအရာကိုမင်းတို့နေတို့တဲ့အနေနဲ့တွေးထားဖို့အရင်အရေးကြီးတယ်ရခိုင်ပြည်ပြာလုံးဖြစ်သွားရင်တော့အာရခတပ်တော်ကနောက်ဆုံးလိမ့်မှာမဟုတ်ဘူးဘာလို့လဲ
တိုက်ပွဲတွေစပေါ်ကလေးကိုရခိုင်ပြည်တခွင်မှာအာရခတက်တော် AA ကလွေပြီးတော့ဘာလက်နက်ကင်မှမရှိရဘူးဒါကသူတို့ရဲ့တန်ဋိဌာန်ချပြီးတော့ကြွေးကြော်ထားတဲ့စကားလုံးဖြစ်တယ်ထိုနည်းတူဆိုအဲ့ဒီစကားနဲ့အညီပဲတိုင်းလာခဲ့တာချင်းပြည်နယ်ပလောဝကိုပေးပြီးတော့ဂျန်လေးမြို့ရခိုင်ပြည်မှာတိုင်းထားတာလက်ရှိ၃မျိုးပဲကြံပြီးကြောက်ဖြူကလေအခုလောလောဆယ်မှာအာရခတက်တော်ရဲ့သိမ်းသွင်းမှုကိုခံထားရပြီးတော့ကြောက်ဖြူစီးပွားရေးဆောင်ကွက်လေးတစ်ကွက်မှာဒီကောင်တွေကခိုလုံနေတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့တည်အချက်လက်များကိုစောင့်စည်းဖို့လိုအပ်တယ်သစ္စာဖောက်ကတော့သစ္စာဖောက်တို့ရဲ့လုံရက်ကိုလုံးပါပဲဒါကတော့တမယိုးကြပဲတခိုးကငါခိုးပါတယ်ဆိုပြီးတော့ဘယ်တော့မှမပြောဘူးเนาะတခိုးမှာအချိန်ရရင်ခိုးမှာပဲမိမိစားဖို့အတွက်မိမိကောင်းစားဖို့အတွက်အချိန်ရရင်ခိုးမှာပဲဆိုတော့နောက်တစ်ဖက်မှာဘင်္ဂလားဒေ့ရှ်ကိစ္စဘင်္ဂလားဒေ့ရှ်ကစစ်ဦးစီးချုပ်ကအခုလက်ရှိယူနွတ်အစိုးရကိုရခိုင်ပြည်အတွက်ကူညီဖို့စီမံကိန်းမှာလုံးဝကူညီမပေးနိုင်ဘူးဆိုပြီးတော့ညှဉ်းဆန်ထားတာကိုတွေးလိုက်ရပြီဟုတ်ပြီဆိုတော့ကျွန်တော်အနေနဲ့အရင်တုန်းကလေကျွန်တော်တို့ရဲ့ရခိုင်သူရခိုင်သားတွေကိုသိရှိရလေအောင်အတွက်သတင်းဆောင်ပါတွေနဲ့ဆက်လျင်ပြီးတော့ထောက်ပြပြောဆိုခဲ့တာတွေရှိပါတယ်ဆိုတော့အခုရုံးလုံးကြွားပြီးတော့ပေါ်လာပြီတချို့တလေကပြောကြတယ်အမေရိကန်ကတိတ်တဆိတ်လေး CNA နဲ့အာရခတက်တော် AA ကိုလမ်းနဲ့ရိတ်ခကူညီပြီးတော့စစ်ကောင်စီကိုအမြင့်ဖြုတ်ဖို့အတွက်တော်အားခင်းနေကြတယ်ပေါ့ဒီသတင်းဟာဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုကျွန်တော်အနေနဲ့ဆက်လျင်ပြီးတော့ပြောခဲ့ပြီဘင်္ဂလားဒေ့ရှ်ကလက်ရှိအာရခတက်တော်နဲ့ဆက်ဆံနေတယ်ဆိုတာကဘူးသီးတောင်မောင်တော်ကိစ္စအပြင်သူတို့စီမှာရောက်နေတဲ့ဒီမြန်မာနိုင်ငံအတွင်းကပြည်တော်တဲ့မွတ်စလင်တွေကိုဒီလူတွေကိုပြန်လေတွင်းဖို့ရအောင်အတွက်ဆက်ဆံနေခြင်းလို့ကျွန်တော်တို့အမြင်နဲ့မြင်မိတယ်ဆိုတော့ဒါကတစ်ပိုင်းနောက်တစ်ပိုင်းဖက်ကအစိုးရကဏ္ဍမှာတရုတ်ညှိနှိုင်းပြီးတော့ဘင်္ဂလားဒေ့ရှ်တန်အရာရှိနဲ့ဒီဘက်ကမြန်မာနိုင်ငံကအဓိကတန်အရာရှိနဲ့တရုတ်နိုင်ငံမှာတွဲဆောင်ဆွေးနွေးပြီးသားဖြစ်တယ်ပြီးရင်နောက်တစ်ခုကထိုင်းနိုင်ငံမှာပြုလုပ်သွားတဲ့ Bister အစည်းအဝေးဒီ Bister အစည်းအဝေးမှာလည်းသူတို့နှစ်နိုင်ငံပြောဆိုဆက်ဆံရေးတွေရှိခဲ့တယ်ဒါပေမဲ့တစ်ဖက်မှာကလည်းမျိုးလိုင်းမှာကအယိုးနဲ့ပြစ်ထုတ်လိုက်မှာကအသားနဲ့ဒီလိုမျိုးဖြစ်နေတယ်ဆိုတဲ့တော့နိုင်ငံရေးဆိုတာအလုံးကိုကစားကွက်တွေဖြစ်နေတယ်စစ်တူးရင်နဲ့တူပါတယ်စစ်တူးရင်နဲ့တူတယ်ဘယ်အကောင်ကိုကျွေးပြီးဘယ်ဟာကိုစားရမယ်ဒါကိုကျွန်တော်တို့အနေနဲ့ social media သတင်းတွေကအချားလိုက်တွေကိုယုံသင်းတဲ့အရာကိုယုံပြီးမယုံသင်းတဲ့အရာကိုမယုံဖို့အတွက်ကျွန်တော်အနေနဲ့အမြဲတမ်းထောက်ပြပြီးတော့ပြောဆိုခဲ့ပါတယ်ဒီအရာမှာ comment တွေမှာ negative comment တွေကိုတွေးလိုက်ရတယ် negative comment တွေကိုတွေးလိုက်ရပြီမယ်ကိုရဲ့စေတနာကဘာမှမဖြစ်ဘူးဆိုတော့အခုသတင်းဆောင်ပါတွေမှာရုံလုံးကြွားပြီးတော့ဘင်္ဂလားဒေ့ရှ်ကစစ်ဦးစီးချုပ်ကတရားဝင်ပြောလာပြီဆိုတော့တွေးစောနေစီမံကိန်းတရားဖြစ်တဲ့စင်ကြံလန်းပေါ်ဆောင်မဲဟာကကုလသမဂ္ဂအနေနဲ့ကလည်းဘင်္ဂလားဒေ့ရှ်ကိုလက်ဝေခံအသုံးတော်ခံအဖြစ်အသုံးပြုပြီးတော့ရခိုင်ပြည်ကိစ္စကိုဒီအစ္စလာမစ်နိုင်ငံတွေရဲ့ဖိအားတွေလို့မြင်မိတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘင်္ဂလားဒေ့ရှ်ကအရာခတက်တော်ကိုဆက်ဆံတယ်ဒါပေမဲ့တရားဝင်အစိုးရအဖြစ်သတ်မှတ်ခြင်းမရှိသေးတာကြောင့်ငကိုကလည်းတန်းနေပြီးသားသတင်းတွေကိုကျွန်တော်အနေနဲ့ထောက်ပြပြီးတော့ပြောဆိုပြီးသားဖြစ်တယ်တစ်ဖက်ကရေမုံနဲ့တစ်ဖက်ကမိစားနဲ့ဒီလိုမျိုးဖြစ်နေတဲ့အရာတွေကိုတွေးလျက်ပြီးတော့ကျွန်တော်တို့အနေနဲ့ပုံသတ်ပြီးတော့လက်ရှိရခိုင်အတိုင်းအတာမှာဘာတွေဖြစ်နိုင်တယ်လဲတိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူပြည်သူလူထုကဘယ်လောက်ထိဒုက္ခဖြစ်နိုင်တယ်လဲအခုဆက်လက်ပြီးတော့အာရခတက်တော် AA ကအရွယ်ရောက်ပြီးသားသူတိုင်းကိုရခိုင်ပြည်တွင်းကအပြင်ကိုမထွက်ဖို့အတွက်တားမြစ်လိုက်တယ်
ဒီအရာနဲ့အညီဘာတွေထောက်ပြီးတော့ဝေဖန်ကြသလဲအမြင် negative အတွေ့အမြင်နဲ့ငါတို့တွေစစ်မှုမထမ်းချင်ဘူးဒါကြောင့်ဒီလိုအမြင်ကြောင့်အပြင်ကိုထွက်လာတယ်ဆိုတော့ကမင်းတို့တွေဒီလိုအတွေ့ပေါ်နေတဲ့လူတွေရဲ့အုံနောက်ထင်းမှာဆိုပါစို့ရခိုင်ပြည်ကထွက်တော်ပြီးတော့စစ်ကောင်စီလက်ထက်ကိုရောက်တော့ရင်စစ်မှုမထမ်းရတော့ဘူးလားစစ်မှုမထမ်းရတော့ဘူးလားဆိုတော့ပြည်ပကိုထွက်သွားတယ်ဘယ်မှာလဲလောလောခွင့်လူသားအရင်အမြင့်အကုန်လုံးနေရာမှာပြည်ပနိုင်ငံတွေမှာလဲလူသားအရင်အမြင့်ဆုံးရှုံးနေတာကြီးပါပဲဘာလို့လဲတိုင်းတစ်ပါးရေးကြော်နေပဲเนาะအခုလက်ရှိအနေအထားမှာအမြင်လေးလွှဲလျှော်ကုန်ကြတယ်ဒါကစစ်မှုထမ်းဖို့အတွက်ဆိုပေမဲ့အမြင်လွှဲလျှော်တာအခုလက်ရှိစစ်ကောင်စီမှာဘယ်လိုကျင်းသုံးနေသလဲမြင်အောင်ကြည့်နော်စစ်ကောင်စီမှာကျင်းသုံးနေတာပြည်သူစစ်ဒီလိုသဘောမျိုးဆိုတော့ကအရခတတော်အေအနေနဲ့ကလည်းစစ်မှုထမ်းဖို့ပြောဆိုလိုက်ပေမဲ့လက်ရှိမှာဘာတွေဖြစ်နေသလဲရခိုင်မှာစစ်ကောင်စီတရားနဲ့မဟုတ်ဘူးနော်နေမြေကိုလူဖို့အတွက်အမြဲတမ်းစ조사နေတဲ့တရားလေးရှိတယ်နော်ဒါကိုလေးထိတွေ့ဖို့လိုတယ်ဆိုတော့နေမြေကိုလူဖို့အတွက်စ조사နေတဲ့အုပ်စုတော်အုပ်စုရှိတယ်ဒီအရာကြောင့်အဲ့ဒီနေရာတွေမှာလက်နက်ကိုင်အကြမ်းဖက်မှုအများကြီးဖြစ်ပေါ်တယ်နော်နှမေးတွေထေးလို့မပြောတော့ဘူးအများကြီးဖြစ်ပေါ်တယ်ဆိုတာနဲ့အညီဘယ်သူခံလာရသလဲအဲ့ဒီနေမြေမှာနေတဲ့ဒေသခံလူတွေခံလာရတယ်အမြဲတမ်းအသက်ခံရတယ်ဒီအတွက်စစ်ပညာကိုလူတိုင်းတတ်ထားဖို့အရေးကြီးတယ်စစ်ပညာတတ်ထားတယ်ဆိုရင်အရေးကြုံလာလို့တခုခုဖြစ်လာရင်လက်နက်ရှိနေရင်တိုက်ပွဲဝင်လို့ရတယ်ထို့တူဒါဘီယာနန်စစ်ပွဲတွေကိုကျွန်တော်တို့နမူနာယူရမှာဖြစ်တယ်အမြဲတမ်းပြောမှုပါတယ်ဘီယာနန်ကအလွန်မတန်ကိုအင်အားရှိတဲ့အမေရိကန်ကိုဘယ်လိုတွန်းလှန်ခဲ့သလဲဘယ်လိုတွန်းလှန်ခဲ့သလဲဒါပြည်သူစစ်တောင်ရလုံးရင်လည်းပလိုင်းထဲမှာတနပ်ပါတယ်သူကစစ်ပညာစေးရဝါပြီးသားဒီလိုပုံစံနဲ့ရခိုင်ဒေသကလည်းစင်တူရိုးမှပါပဲဒီတိုင်းသွားရမယ့်လမ်းဖြစ်နေတယ်ဆိုတော့ဒီအရာကိုကျွန်တော်တို့ကွယ်ကွက်မြင်အောင်ကြည်တတ်ဖို့အရေးကြီးတယ်နော်မိစားတစ်ဖက်ရေမုတ်တစ်ဖက်ကင်နေတဲ့အဖြစ်အပျက်တွေနဲ့ကျွန်တော်တို့ဒီအချိန်မှာဆိုရင်ပို့ပြီးတော့တတိထားလာရမှာက channel တွေမြောင်များစွာရှိတယ် social media အစိတ်အတောက်နော် social media အစိတ်အတောက်ဒီအစိတ်အတောက်တွေကနားတဲ့ကိုဝင်တာနားကိုမထိန်ချင်းခံနေဒီတော့အရာရာကိုဉာဏ်ပညာမျက်စိနဲ့ကြည့်ပြီးတော့ဆင်ခြင်သုံးသပ်ဖို့လိုအပ်တယ်ဒီတော့အာရခတတော်အေအေကိုအမြင့်ကိုတက်လာလေတိုက်လေပါပဲဒီတော့အမြင့်ကိုတက်လာလေတိုက်ခံရလေမျိုးပေါင်းမြောင်များစွာသင်လာလေတိုက်ခံရလေထိုးနှံမှုမြောင်များစွာရှိတယ်ဆိုရှယ်မီဒီယာပေါ်ကတိုက်ခိုက်နေတဲ့ဟာအများကြီးရှိတယ်လက်ရှိမှာစစ်ကောင်စီဖန်ကောက်ဆိုရှယ်တွေအများကြီးရှိတယ်ဒီအရာကိုကြော်လွှားဖို့အတွက်ဒီသတင်းဆောင်မတစ်ခုကိုကျွန်တော်တို့နားထောင်တော့မယ်ဆိုရင်ဒီသတင်းဆောင်ပါကလက်ရှိအတိုင်းတာကဒီပေထဲကိုဝင်ပြီးတော့ဒီဆိုရှယ်မှာဘသူတွေကဘာပြောထားသလဲအရင်လေးလာဖို့အရေးကြီးပါတယ်ချမ်းဆိုရင်ငကွာကမိတောက်ရမယ့်အချိန်ဖြစ်နေပြီဆိုတော့ဒီပွဲမှာမနိုင်ခဲ့ဘူးဆိုရင်အမြဲတမ်းပြောဘူးပါတယ်ဒီပွဲဟာမနိုင်ခဲ့ဘူးဆိုရင်ရခိုင်ဆိုတာပြားတိုင်းထဲမှာပဲလိုက်ရှာရတော့မယ်ဆိုတဲ့စကလုံးဝဟာရကိုပြောရင်ညီကုန်းချုပ်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါဒီနေ့ကြောက်ဖြူဘင်္ဂလားဒေ့ရှ်သတင်းဆောင်ပါအနေအချင်းတွေကိုကျွန်တော်အနေနဲ့မိသလောက်ဉာဏ်ပညာနဲ့တုံ့တက်ပြီးတော့တင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါကြည့်ရှုနေကြတဲ့မိဖပြည်သူများစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့စူးမော်ကောင်းတောင်းရင်မင်္ဂလာပါပါလီဇောပါဂါရဝါပါဘိုင်ဘိုင်